အားလုံးပဲမင်္ဂလာပါဒီနေ့ video editing ကိုအခြေခံနေစလေးလာတာ17ရက်မြောက်နေပြီဗျဒီ day 11မှာကျွန်တော်တို့ဗာလေးလာရမယ်ဆိုရင် overlay and marking ပေါ့နော်အဲ့ဒါဗာလဲဆိုတော့ဒီကျွန်တော်တို့ video တစ်ပုတ်နဲ့တစ်ပုတ်ကိုကျွန်တော်တို့တရားတဲ့ဖြစ်သွားအောင်တစ်ပုတ်တည်းဖြစ်သွားအောင်ပြင်ညှိရတဲ့သင်ခန်းစာပေါ့နော်ဟုတ်ကဲ့ကျွန်တော်လည်းချက်လုပ်ကြည့်အောင်ဗျပထမဆုံး video တစ်ပုတ်ထည့်လိုက်မယ်နော်ကပ်ထဲပြန်နေကျွန်တော်တို့ဒီမှာoverlay ဆိုရှိတယ်ဗျ overlay နေရမှာ overlay ပြီးရင် add overlay ကိုကျွန်တော်တို့ဒီမှာကျွန်တော်ကနေဝင်ပင်လယ်ထဲမှာနေဝင်တဲ့ပုံစံဆိုတော့ကျွန်တော်တို့ငက်ပြန်နေတဲ့ပုံငက်ပြန်နေတဲ့ video တစ်ပုတ်ယူလိုက်မယ်နော်ကျွန်တော်ဒီ video ရွေးလိုက်မယ်ဗျဒီလိုရောက်လာပြီဆိုတော့ကျွန်တော်တို့ဒီငက်ပြန်နေတဲ့ video ကိုကျွန်တော် screen အပြည့်ပြန်ချဲလိုက်မယ်ဗျဒါဆိုရပြီနော်ကြည့်အောင်ဒါဆိုရင် video ကနှစ်ပုတ်ဖြစ်သွားပြီပေါ့နော်နှစ်ပုတ်ဖြစ်တော့ကျွန်တော်တို့ဘယ်လိုညှိရမလဲဆိုတော့ဒီနောက်မှာ marking ဆိုတဲ့အရှေ့ဗျmask ပေါ့နော် mask ကိုပြန်နေmask နေပြန်နေကျွန်တော်တို့ horizontal ပြန်ပြောင်းပြ horizontal ပြန်ပြောင်းပြန်နေဒီဟာကိုအောက်နဲ့ဆွဲမှာပေါ့နော်ကျွန်တော်ငက်ပြန်ခိုင်းတဲ့အနေထားမှာပဲချိန်ထိပြန်ခိုင်းမလဲပေါ့နော်ဒီမှာတစ်လောက်ထားပြီးတော့ကျွန်တော်တစ်လောက်ထိပေါ့နော်တစ်လောက်ထိဆိုရင်ရပြီအမှန်ချင်းနေလိုက်တဲ့ကျွန်တော်ကြည့်အောင်ဗီဒီယိုဒီမှာတော့ဗီဒီယိုကတဝက်တစ်ပြည့်ဖြစ်နေနော်မညီဘူးပေါ့နော်မညီဘူးဆိုတော့ကျွန်တော်တို့တစ်ချက်ပြန်ညှိရမှာဗျဘယ်မှာပြန်တော့ညှိရမလဲဆိုတော့ဒီကျွန်တော်တို့ opacity ဆိုတဲ့ဟာရှာမှာဗျ opacity ဆိုတဲ့ဟာဒီမှာတွေ့ပြီ opacity မှာကျွန်တော်တို့ဒီမှာချော့လိုက်ဒီ short လိုက်မယ်ဗျဒီမှာသူ100လောက်ထားတာ100ကိုကျွန်တော်30လောက်ပဲထားလိုက်မယ်ညီတော့အောင်ဆိုမှဗီဒီယိုအခုဆိုဗီဒီယိုတရားလည်းဖြစ်သွားနော်မကြည့်အခုဆိုဗီဒီယိုတရားလည်းဖြစ်သွားပြီပြီးရတယ်ကျွန်တော်တို့နောက်ပြန်တော့ချိန်ရအောင်ပါဗျဘာတော့ချိန်ရအောင်လဲဆိုတော့ကျွန်တော်တို့ဒီမှာအလင်းနဲ့အမောင်ပေါ့နော်သူနည်းနည်းပိုမှဗီဒီယိုတရားလည်းပိုဖြစ်အောင်ပေါ့နော်ဒီထဲမှာ adjust ဆိုတဲ့ဟာရှိတယ်ဗျ adjust ကိုပြန်နှိပ် adjust နှိပ်ပြီးနောက်လည်းကျွန်တော်တို့ဒီ contrast ထဲမှာနည်းနည်းအလင်းတော့နည်းနည်းတင်လိုက်မယ်နော်နည်းနည်းပိုမှထင်းတော့အောင်ဆိုမှ25လောက်ပေါ့ဗျာကျွန်တော်တော့25လောက်ထားလိုက်မယ်ပြီးရင် saturation ပေါ့နော်အလင်းမောင်ရအောင်ပြန်ချိန်လိုက်မယ်အနုပ်ဘက်ထားလိုက်မယ်အနုပ်50ကျွန်တော်တို့ထားလိုက်မယ်ဗျထားပြန်တယ်ကျွန်တော်ဗီဒီယိုတစ်ချက်ကြည့်အောင်ဘယ်လိုထွက်လာမလဲလို့တကယ်နော်ဒီအရင်ပထမဆုံးဗီဒီယိုကငက်ပြန်နေတာမရှိဘူးပေါ့နော်အခုဒီ ကျွန်တော်တို့ဒီ overlay နဲ့marking ထည့်လိုက်တော့ဗီဒီယိုတစ်ပုတ်ထဲမှာပဲတို့ကဗီဒီယိုနှစ်ပုတ်ကိုတစ်ပုတ်ထဲဖြစ်သွားပါတော့ငက်ပြန်တဲ့ဗီဒီယိုနဲ့ဒီနေဝင်ချိန်မှာဒီလေလော်နေတဲ့ဗီဒီယိုနဲ့တရားတဲ့ဖြစ်အောင်လုပ်ရတဲ့သင်ခန်းစာပေါ့နော်ကျွန်တော်တို့ဒီ day 7မှာတော့ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ